ဒါလေးကကြအဲ့ရပေါ့နော်ဒီအဲ့ရကြတစ်ခါကြရင်ဖြစ်လေဖြစ်တာရှိတယ်အဲ့ရပေါ့နော်ဒီမျိုးဒီကိုကဒီ sudo test by software တွေဝင်တဲ့အခါကျရင်ဒီမျိုးတခြား software တွေလောက်ထားကြမို့ဒီမျိုးအထည်ဝင်လို့မရတဲ့ပြဿနာမျိုးတစ်ခါကြကြုံတွေ့ရတယ်ပေါ့နော်အမျိုးကြုံတွေ့လာရရင်ဘယ်လိုဖြေရှင်းမလဲဆိုရင်ခုလိုနည်းလေးတွေသုံးမှဖြေရှင်းနိုင်တယ်ပေါ့နော်တော့ဘာလို့ပြရမလဲဆိုရင်ဒီကောင်ကို KO လုပ်ပေးရမယ် sudo KO တက်ပိုင်း software ဆိုတဲ့ဟာကို ပေးရမယ်ပြီးသွားဆိုရင်ခုပြန်ထားတဲ့ command လေးရဲ့အတိုင်းဒီအကုန်လုံးကို KO လုပ်ပေးရမယ်ပေါ့နော်ပြီးသွားဆိုရင်ဒီအောက်မှာရှိတဲ့sudo တက်ပိုင်းlauncher ဆိုတဲ့ဟာလေးနဲ့ပြန်စားပေးရမယ်ပေါ့နော်launcher ဆိုပြန်စားမယ်ဆိုတဲ့ပုံစံကိုပြောတာဒီမှာပြန်စားလိုက်မယ်ပြန်စားလိုက်တာနဲ့ဒီမျိုးပုံစံနဲ့ဝင်သွားပြီပေါ့နော်ဒီမျိုးပုံစံနဲ့ဝင်သွားပြီဆိုရင်ကိုကဘာဆက်လုပ်ရမလဲဆိုရင်ဒီကနေဘယ်လိုလုပ်မလဲဆိုရင်ဒီကောင်ကိုပုံမှာရှိတဲ့ဒီ software တွေဝင်လိုက်မယ် software ဝင်လိုက်ပြီဆိုတော့လည်းဒီသူနည်းနည်း software လေးတွေကိုနည်းနည်း edit လုပ်ပေးရပေါ့နော်edit လုပ်သွားပြီဆိုရင်တော့ဒီထဲရောက်သွားပြီဒီထဲရောက်သွားမှာကိုတွင်းချင်တဲ့ software ကိုပြန်သွားတွင်းလို့ရပြီပေါ့နော်သူရဲ့ထူးခြားချက်ကကြတော့ဒီ command line နဲ့မတွင်းမနဲ့ဒီထဲမှာ software ပေါင်းလေးရကြော်ရှိရကြမလို့ကိုတွင်းချင်တဲ့ဟာလေးကိုဒီမျိုးရွေးမှာတွင်းလိုက်လို့ရတယ်ပေါ့နော်ကိုကမတွင်းချင်ဘူးဆိုရင်လည်းရိုးရိုးတက်တက်ပဲပြန်ထွက်ခဲ့လိုက်လို့ရတယ်ဒါဆိုရင်ခုနကလည်းနည်းကေးရမအောင်တော့ကြောင့်မို့နောက်တစ်ခါပြန်ကေးမယ်ပေါ့နော်တခါကြဒီမျိုးတက်ကလေးလေးဖြစ်တဲ့ air လေးတွေကဖြစ်တတ်တယ်ပေါ့နော်ပြီးဆိုရင်ဒီကိုသွင်းမဲ့ဒီ software လေးကိုရွေးပေးမယ်ပေါ့နော်ဒီ software လေးကိုရွေးပြီးဆိုရင်space တစ်ခါနှိပ်ပေးရပါတော့ space နှိပ်မှာဒီ star လေးပေါ်လာမှာပေါ့နော်ပြီးသွားဆိုရင်တော့ဒီက install ကိုတွားရင်မှာခုနကကိုရွေးခဲ့တဲ့ software လေးကိုသွင်းမှာလားဆိုတာမေးရခါကျသွင်းမှာပေါ့နော်ဒီမှာကျဘာနဲ့သွင်းမှာလဲဆို Chrome နဲ့သွင်းမှာကြောင့်မလို့ Chrome ကိုပြန်ရွေးပြီးလိုက်မယ်ပေါ့နော်ဒါဆိုရင်ကိုသွင်းလိုက်တဲ့ software လေးကနောက်ဆုံးမှာတော့ဒီသွင်းလို့ပြီးသွားပြီပေါ့နော်ဒါဒီ softwareဒီတက်ပိုင်းမှာပေါ့နော်ဒီ GUI တင်ဖို့ဒီ GUI ရွေးချယ်စရာအများကြီးGUI အများကြီးပါရှိရပေါ့နော်အဲ့ဒီနေရာမှာနည်းနည်းlightweight ဖြစ်တဲ့ဟာလေးကိုတင်မှာပေါ့နော်ဘာလဲဆိုရင် NHDE ဆိုတဲ့ GUI ကိုတင်မှာပေါ့နော်ပထမဆုံးအနေနဲ့ဒီကောင်ကို system edit လုပ်မယ်အပြင် upgrade လုပ်မယ်ပြီးသွားဆိုရင်ဒီခုနကဒီပြထားတဲ့ပုံစံအချက်ကြတော့ဒီ software set နဲ့ရှာရင်မှာဘာကိုတွန်းသွားလဲဆိုရင်ဒီ NHDE ဆိုတဲ့ဟာကိုတွန်းသွားပါပေါ့နော်သူရဲ့ number ကနဲ့ဆက်နေလားမသိဘူးပေါ့နော်အကောင့်တွင်းသွားတယ်ဒီကောင်တွင်းသွားရဆိုရင်ဒီကောင်ကဘာဖြစ်တယ်ဆိုရင် pop ပိုင်းမှာမြန်ဆန်လို့ရွှေ့ရပါတော့ဒီမှာလိုချင်နေဆိုရင်ဒီတခြားဟာလေးလေးရွှေ့လို့ရရပေါ့နော်ဒီကောင်လည်းနည်းနည်းပေါ်တယ်ဒီကောင်ကတော့နည်းနည်းလေးရပေါ့နော်ပြီးသွားဆိုရင်တော့ဒီဒါကကြောင့်ခုနကတွန်းလိုက်တဲ့ပုံစံကိုပြောပြသွားတာဒါခုနကတွန်းပြီးသွားပြီဆိုရင်တော့နောက်တစ်ဆင့်ကဘာပြန်လုပ်ရမလဲဆိုရင်ဒီ command line မှာပဲဒီ sudo apt install light dm -1 ဆိုမှရေးမယ်ပေါ့နော်သူကဘာလဲဆိုရင်ဒီ bot ချိန်မှာ run ဖြစ်အောင် light dm ကိုတင်တာပေါ့နော်တင်ပြီးသွားပြီဆိုရင်ဘာပြန်လုပ်ပြရမလဲဆိုရင် restart ချပေးလိုက်မယ်ပေါ့နော် assistant တစ်ခုလုံး restart ချလိုက်မယ်ပြီးသွားပြီဆိုရင်နောက်ခါကျရင်ဒီကောင်ကဘိုးတက်ခဲ့မယ်ပေါ့နော်ဘိုးတက်ခဲ့တဲ့ချိန်ကျရင်စအလုပ်လုပ်လို့ရပြီပေါ့နော်ပြပါဆိုရင်အမျိုးဘိုး star စတက်ခဲ့ဆိုရင်ကိုယ့်ရဲ့ဒီset ထဲမှာပေါ့နော်ဒီGUI version နဲ့ CRM version ဆိုမှနှစ်ခုပါလာပြီပေါ့နော်ဘိုးလုတ်တိုင်းသူက desktop မတက်ဘူးပေါ့နော်desktop တက်ချင်တော့တစ်ခါလာတိုင်း desktop တက်ချင်တော့လုတ်လို့ရရပေါ့နော်ဒါပေမဲ့ခုအမှားတော့မလုတ်ထားဘူးပဲဘယ်လိုဆိုရင် CRM ကိုအဓိကထားသုံးချင်တာကြောင့်မလို့ပေါ့နော်ဒီဘိုးတက်ခဲ့ဆိုရင်ဒီရိုး user name နဲ့log in နဲ့password ရိုက်ထည့်ပေးရမယ်ပြီးသွားဆိုရင်ဘာပြန်လုပ်ပေးရမလဲဆိုရင်ကိုကဒီကောင်ကိုသုံးချင်တယ်ဆိုရင်ဘယ်ဥစားလေး run ပေးရမလဲဆိုရင်ဒီ
ခုပြောထားရပေါ့နော်ဒီဓာတ်ပိုင်ထဲမှာဒီတက်တာနဲ့ G1 version တက်ချင်တယ်ဆိုရင်ဒီ command run ပေးရမယ်ဒါပေမဲ့အမှားတော့ဒီ command မ run ထားဘူးဘာဖြစ်လို့ဆို CN ရောသုံးချင်တာကြောင့်မလို့ပေါ့နော်CN ရောသုံးချင်တာကြောင့်မ run ထားဘူးဒီဘိုးတက်လာနဲ့ကိုက CN မသုံးချင်တော့ GUI သုံးချင်တာဆိုရင်ဘယ် command လေး run ပေးရမလဲဆိုရင်ဒီ command လေး run ပေးရမယ်ပေါ့နော်ဒီ command လေး run လိုက်တာနဲ့ဒီ GUI version တက်လာမယ်ပေါ့နော်တက်လိုက်ဆိုရင်ဒီနည်းနည်း10မိနစ်လောက်တော့နည်းနည်းကြာတယ်ပေါ့နော်တက်လိုက်ဆိုတော့ ဒီ GUI version ကိုသုံးလို့ရပြီကိုက GUI version ပြန်မသုံးချင်တော့ဘူးဒီ CN version ပြန်မှချိန်ချင်တယ်ဆိုရင်သူ့ရဲ့ command ကကြာပါလဲဆိုရင် control alt F2 ဒါမှမဟုတ် F2 နေမှာဒီ